ဖော်ရလေကိုချစ်စရာဖော်နေတူလို့ပါဟေးတော်လေးတော့မြည်လေ အမေကလည်းကလေးအသားတွေနာဖို့မအောင်မယ် နင်တို့လည်းဒီလိုပဲထိုင်ပြီးကြည်လာတာပါအေးကြည်ကြမလေးဟဲ့ညီတို့ကလည်းအေးငါမြင်နာမယ်ဘာကိစ္စအလဲ ဟောသမီးနာမည်ခခရဲ့အမေကအလင်းနာမည်ပါအောင်အလင်းခါလို့ပေးထားတာအမေရဲ့ အခုမှရက်တရားဆိုဟဲ့ဖွားမြေတစ်နှစ်ပြည့်ရင်နာမည်ပြန်ပြောင်းပေးမယ်အဖွားပြန်ပြောင်းပေးမယ်နော်ညူကလေးဖွားမြေလေဖွားနဲ့နောက်ကျသွားတယ်ဖွားမြေလေးကကြောင့်ငါနဲ့တူလို့တစ်တုံရပါတော့ချစ်စရာလေးကလေးကမဲရွက်ပြီးငိုတော့မှခဏနဲ့ကိုပြုံးလို့နော်ဖွားတဲ့ဒီတော့ရေတော့ပြီအေးရေတော့ပြီပြီးတော့ငါတို့တစ်ချက်မှမတိုင်ဘူးဘာတော့အလင်းက ဟောမိသမီးကအဲ့နာမည်ကိုကြိုက်လို့တဲ့ နေပါငါညီလေးကဗုဒ္ဓဦးသမီးလေးဆိုတော့ရလာဝနမည်လေးလည်းလှအောင်လို့လှလို့နာမည်ပေးလိုက်ဟဲ့ အာဘလို့လှလှလဲမကြိုက်ပါဘူးမေရလဲ ဘာလို့မကြိုက်တာတော့ညီနာမည်ကခက်ကျောက်ကမြဟိုမှာကျောက်ကြီးလေးကလှဘလောက်လှအောင်နာမည်လူကပုံမလားပန်းမလားနာမည်ပါပုံမလားပန်းမလားဘာလှတော့ဟေးဧပြီလပြည့်အောင်ကျော်လို့ပေးလိုက်ဟဲ့ခလေးကဇန်နဝါရီမှာမွေးတာလေဘာလို့ဧပြီတော့ဟဲ့ဇန်နဝါရီလပြည့်အောင်ကျော်ဆိုမလှအောင်လေနာမည်ကဆိုဧပြီလပြည့်အောင်ကျော်ဘနုံးမြေအဲ့တော့ထားပါနောက်ကအုံးတီကျော်ရဘယ်ကပါလားအုံးတီကျော်ရဘယ်ကပါလားအုံးကျော်ပါငါလေနာမည်ဟဲ့ငါလည်းပြုတ်လိုက်လေ ဟုတ်တယ်အဖေကဦးအောင်ကျော် မလေးဧပြီအုံးကျော်မေးနေတာဟာဒီမလေးငါမြည်လက်တော့စလက်ကလေးနကွင်းဟိုပေးလိုက်ကလေးဟိုပေးလိုက်ဒီကမြည်လေးချမ်းပါစေချမ်းသာပါစေနော်ဒါနဲ့ဟိုဘက်ဖွားဘာပေးတော့မလေးရွှေတွေကဟဲ့ဒီအရွယ်နဲ့အန်ရယ်များတယ်ရွှေမစင်ရဘူးကလေးဆိုတော့ကလေးပစ္စည်းဖွားပြူလွင်းရတက်တာတွေပေးတာမြေကလေးတောင်းတာပေးမှာပေါ့အေးဘယ်နဲ့ရွှေစင်ရတယ်လို့ကိုရှိလို့ကိုစင်တာပေါ့အေးဘာတွေမကျင်တဲ့ဖြစ်နေတော့ကလေးအတွက်ပြောတာပါအေးရွှေရကြတော့ဒီရွယ်လေးကြတော့ ထားကြနော်ဘခသမီးလေးဆက်ဆက်ရလေးပဲတစ်တုံတာပဲ ဆက်ဆက်ကောင်းပါပါသူဖွားနေတူကဖွားမြေဖွားရေကမုံလေးပေါ့ဟေးငါရေကမုံလေးတစ်ခွက်လောက်ကိတ်မုံလျော့တတ်ပဲအဖွားမြေ ဒီလေးလက်ရချုံးမယ် ဖွားမြေရေချိုးနေတာဖွားချိုးပေးမယ် ဖမ်လားမေရဲ့ ဟောနေတို့လည်းဒီလိုချိုးလာဟိုမှာရေရင်းလေးပေးပါဖွားချိုးပေးမှာပါအဖွားချိုးပေးမှာ ပုံနာလေးကပဲဖုန်းလေးကပုံတော်လေးကပဲငွေလိုချိန်လို့အေးလိုလိုက်လို့ညရေချိုးနေနဲ့ငါမျိုးစင်ထားတဲ့လက်ကပြတ်မယ်ဟုတ်လား မင်းတို့ရေချိုးပေးတော့ရှိသေးတယ်မေရဲ့ အမေရေချိုးပေးပြီးနောက်ပိုင်းအောင်မတွေ့တော့တာပဲ မဟုတ်တာအေးငါလည်းဒီတိုင်းရေချိုးပြီးတော့ကလစ်ချီလာတာပါတွေ့ဦးတော့အမေလဲရေချိုးတဲ့နေရာမှာပျောက်ကြတယ်ဆိုရင်လည်းပြန်တွေ့မှာပဲလေအခုဟာဗလိုင်းအိမ်မှာတခိုးမရှိပဲပျောက်တယ်ဆိုတော့စဉ်းစားကြည့်ပါအေးဟဲ့နင်စကားပြောဆင်ချင်ပြောတော့နင်တယောက်တည်းမြည်တာမဟုတ်ဘူးငါလည်းမြည်တယ်ငါမြည်မလို့ငါဝယ်ပြီးတော့တကွင်းကိုငါမှုသားရှိတယ်ဟဲ့တေချာကြည့်ပါဦးအေးနင်တို့ကလည်းတွေ့မှာပါမဖွက်ထားရင်တော့တွေ့မှာပေါ့အေးဟဲ့ဘာစကားပြောရတော့ငါမှုသားမလားနှစ်ကွင်းတကြတာငါပြန်ဝယ်ပေးမယ်နေပြန်ဝယ်ပေးတဲ့နေဝယ်ပေးတာမဟုတ်ဘူးနော်ငါဝယ်ပေးထားတာကိုအစားပြန်ဝယ်ပေးတာဖြစ်တဲ့အတွက်အတ္တငါဝယ်ပေးတာပဲဟမ်လာကောက်ကနှိမ့်မေဝယ်ပေးတာဆိုရင်လည်းငါဝယ်ပေးထားတာပဲနော် အင်းမမေရဲ့ ဟုတ်မိမကလေးတက်ပြလေးကုန်နေတာငါအမေကိုဝယ်ဖို့ပြောဖို့မိနေတာက ဟဲ့မပြောနဲ့ဘာလို့လား ဖြူရင်းရေချိုးဆက်ပြ ဟဲ့ငါဝယ်လာခဲ့နောက်လဲလို့ငါပဲဝယ်ပေးမယ်နော် ဟုတ် ဘာပြောမနေနဲ့ အေးယောက်ျားဒီမှာအဝိရှော်ရင်းနဲ့မြောင်းပိတ်လို့နှိုက်လိုက်တာလက်ကောက်တကွင်းပြန်တွေ့လာတယ်မီတို့တော့ဝမ်းတာနေတော့မှာပဲပြောလိုက်မယ် မပြောနဲ့လေမိမရဲ့ပြောလက်ကောက်တွေပြန်ပေးနေအောင် ဒီလက်ကောက်ကြောင့်ပြဿနာတက်ထားလေပြောလိုက်မှခမီးခမပြန်တဲ့သွားတာဗော ဟာသူတို့ချင်းရမ်းဖြစ်နေတော့ကောင်းတာဗောမိမရဲ့ကလေးအတွက်အပြိုင်ဆိုင်ဟိုဟာဒီဟာလေးဝယ်ပြီးတော့ငါတို့တက်တာတာဗောမိမရဲ့ အော်လာကြတဲ့ငယ်ချင်းရဲ့ငါတို့လေမျက်နှာတော့မပြရဘူးသိတယ်မလားမလေမလို့ပါဘူးဟေးနေနဲ့ငါနဲ့တစ်သက်လုံးဆွေမျိုးတော်ထားတာအိမ်ထဲမှာပြောက်လို့ပြန်တွေ့တာလေမတော်တဆဟေးလမ်းမှာသူများယူသွားတာကလေးတစ်ခုခုလောက်ပဲဘယ်နဲ့လုံးမှာတော့အဲ့ဒါပြောတာတငယ်ချင်းပြောတာမှန်တယ်နင်ပြောတာမှန်တယ်မဖြစ်ဘူးငါဒီပစ္စည်းကိုတော့ငါပြန်သိမ်းသွားလိုက်တော့မယ်အဲ့ဒါပဲအေးဆုံး အမေအဲ့ဒါကလေးကိုပေးထားတာလေ ဟုတ်တယ်လေခလေးကြီးဝိုင်းချိန်မြဲပြန်လာယူ
သိမ့်ပေးထားမှာ သမီးတို့တင်လေရတယ်လေ ။တို့လည်းစိတ်ချောင်း။ငါတို့သိမ့်မှာ။နင်တို့ကအိမ်မှာလက်ရှိရမဟုတ်။တင်းတို့လမ်းထိပ်မှာရခိုင်မဟုတ်ဘူး။တတ်မယ်လေ။တွားရအောင် ဒီချိုးဆက်ပြလေအဲ့ဒါအမေဝယ်ပေးမယ်ဆိုတော့သမီးကမဝယ်ဘဲနဲ့စောင့်နေရတယ် ။နင်မွေးထားတာမဟုတ်ဘူးလား။နေယောက်ျားကိုဝယ်ခိုင်း မေဟုတ်ဖြူရင် ။ရက်100ပြေတော့တပုံးလုံးငါပေးထားလေ။ဟုတ်တယ်ငယ်ချင်း။လေခါရမကောင်းဘူးလေ။အဆောင်ကောပါပါစားရအောင်။